ရင်းနှီးဦးကြီးကငါစပြဿနာပေးတယ်ဆိုရင်းနှီးဦးကြီးဒုနေချက်ခွဲလာတယ်ဟုတ်လားရင်းနှီးဦးကြီးကမြေဦးကြီးဆိုတော့ကွဲသွားဒေါသကထိန်းချုပ်လို့မရတော့ဟာလှုပ်ရှုပ်ပါတယ်ကွာဆိုကြောက်မှမီးနေရှို့ပြက်တာဟုတ်ပြီလားအဲ့ဒီမှာပဲရွာသားတွေကမိကိုတွေထွက်လို့ပြေးလာလိုက်တော့ပြာပုံပဲမှီတယ်အဲ့ဒါကောင်းပြီဆိုပြီးတော့ဝါဥကာလမှာဒီကိုရဲ့နှစ်ပါးဝစ်ပြီးတော့ရှင်မကသမပြုစုလုပ်ကြည့်ဖို့ထားရတာဟုတ်ပြီလားပြုစုလုပ်ကြွေးတဲ့နေရာကိုရင်လေးကတာဝန်ကျေလိုက်တာတဲ့ကိုရင်ကြီးကပြင်းလိုက်တာတဲ့ဗျဟုတ်လားဆွမ်းကံပြန်လိုက်ရင်ကိုရင်လေးကလှုပ်တင်လှုပ်ထိုက်တာကုန်းလို့ကိုရင်ကြီးကတော့ကောင်းမှုချုံအေးဟုတ်လားမထေကြီးကတရားဖြုတ်ရင်နေဆောင်မှတရားဖြုတ်တော့မထေကြီးတရားဖြုတ်တဲ့ချိန်ရေနွေးလေးနဲ့ရေချိုးလို့ရအောင်ကိုရင်လေးကရေနွေးတွေတဲကိုရင်ကြီးကအေးအဲ့ဒီမှာပြိတဲ့မထေကြီးတရားဖြုတ်တဲ့ချိန်ကိုရင်လေးကမှိကနေငိုက်ဟုတ်ပြီလားအဲ့ဒီချိန်ကိုရင်ကြီးကခွင်ကောင်းယူပြီးရှင်ဖျားရေချိုးတော့မလားဖျားရေချိုးမယ်ဆိုရင်ရှင်ဖျားရေနွေးလေးစအောင်မလားဖျားဒီစက်ကွာကဲလောရတာကိုရင်လေးနာမည်ယူတော့ကိုရင်ကြီးဒါမျိုးဖြစ်နေတာနော်အဲ့ဒီလိုပြိတဲ့ကြာပါများတော့ဝါလာကင်းလို့သတင်းကြွခံနီးထီရောက်လာတော့ကိုရင်လေးသီးမခံနိုင်တော့ပင်ပန်းလိုက်တာလောရတာငါနာမည်ယူတော့သူကြီးပဲငါအကြောင်းကောင်းကောင်းသိရမယ်ဆိုပြီးဘာလို့တော့မေးကိုရင်လေးကတရက်တော့ပြိတဲ့ရေနွေးတွေကျိုးပြီးတော့ကျိုးထားတဲ့ရေနွေးကိုတနေရာကိုခတ်ပြီးတော့သွားသိမ့်ထားတာရေနွေးအိုးထဲမှာရေနွေးလေးအငွေ့ထွက်ယုံလေးတွေထည့်ထားရှင်မကသဗ္ဗကြီးတရားဖြုတ်ညနေ9 နာရီ6 နာရီအေးလိုက်တာကွာဟာအေးရှင်ပြရေချိုးတဲ့အခါရေနွေးဆက်အောင်မလားကောင်းသာဆက်ဟာဆိုတော့အဲ့မှာရေနွေးအိုးကြီးတွေခတ်ချတာကိုရင်ကြီးကအိုးဖင်ဝင်တိုက်ကလကလကလောက်ဆိုတော့လေဟင်းရေနွေးလည်းမရှိကိုရင်ရေနွေးစုံမယ်ဆိုပြီးတော့ဘယ်နဲ့ရေနွေးလည်းမရှိပါလားခဏနေပါဦးဖေဟာတပည့်တော်ရေနွေးချောင်းနဲ့ရေဆွဲပြီးရေနွေးတယ်ပေးအောင်မယ်ပေါ့ဟာအေးအေးနဲ့မင်းဆောင်လို့ဘယ်ဖြစ်မလို့ကွာခဏလေးပါရှင်ဖေရဲ့ခါတိုင်းတပည့်တော်တယ်နေကြပဲသွားလိုက်ပါဦးမယ်ဆိုပုံကြီးဆွဲရေချောင်းထဲကိုပဲရေသွားဆွဲနေတော့ကိုရင်လေးကအဲ့ဒီမှာရေနွေးထုတ်လာပြီးတပည့်တော်နေ့စဉ်လုံနေတဲ့အလုပ်ပါဖေဟာရှင်မာကသဗ္ဗလျှောက်ပြီးပြန်ကတ်တာလေကိုရင်ကြီးကအဲ့ဒီမှာရေပုံးကြီးနဲ့ပြန်လာပြီးတော့ရေအေးကြီးဆွဲပြီးတဲမဲ့လှုပ်တော့မှရှင်မာကတ္တဗကငါရှင်တဲ့ကိုမလှုပ်တဲ့လှုပ်ကိုလှုပ်တယ်မပြောနဲ့ဟုတ်လားဒါမျိုးတွေပြောလိုက်တော့အောင်မလေးကွာဒီတခါလေးရင်နှွေးမထဲမိတာငေါက်လိုက်တာလူဘာမှရစရာမကောင်းဘူးဟုတ်လားဒီလိုမြင်လာတာတဲ့အန္တဆိုတာပြောတာနော်အေးမထေကြီးပေါ်မှာကြည်ညိုတတ်တဲ့မျက်စိသူ့မှာမရှိရှာဘူးအဲ့ဒီမှာပြိတ္တိမြို့တဲ့ရက်ွက်တဲ့ဆုံးခံသွားကြတော့ခါတိုင်းသုံးမတူတူသွားတယ်ဒီရွာထဲမှာသုံးတပားမြင်သုံးမလုံးဒီရွာထဲရှိတယ်ပေါ့ဗျာ